အစိုးရကလူသက်သမားတွေကိုကျုံးပြတ်ပေါ်မှာစွန့်ပစ်လိုက်တဲ့အခါရှင်တန်ချင်းအတွက်လူသားစားတဲ့အထိရက်ဆက်ကြမ်းကြုတ်လာတဲ့ဇလန်းလေးကိုတင်ဆက်ပေးပါမယ်ဗျ Like and subscribe လောက်ခဲ့ပါဦးဗျလူသူကင်းမဲ့တဲ့ကျုံးပြတ်တစ်ခုရဲ့အေးဆက်လာတဲ့တောင်ကုန်းတွေပေါ်မှာဇီလင်ဟာစခန်းချဖို့ဘေးကင်းတဲ့နေရာတစ်ခုကိုလိုက်ရှာနေပါတယ်သူဟာမိုင်ပေါင်းများစွာလမ်းလျှောက်လာရင်မတော်တဆချော်လဲပြီးအေးခဲနေရဲ့မြစ်ထဲကိုကျသွားခဲ့ပေမဲ့ခဏကြာမှာတော့ကုန်းပေါ်ပြန်တက်နိုင်ခဲ့ပြီးခီးကိုဆက်ခဲ့ပါတယ်သူဆက်မလျှောက်နိုင်တော့အောင်ပင်ပန်းလာတဲ့အခါကြောက်ဆောင်ကြီးတစ်ခုကိုမှုီပြီးအနားယူရင်ပန်းတပွင့်ကိုခူးစားကဒီအဖြစ်အပျက်တွေဘလို့စတင်ခဲ့တယ်လဲဆိုတာကိုပြန်တွေးနေမိပါတယ်။ဇီလင်ဟာလူ6ယောက်ကိုလှုပ်ကြံတက်ဖြတ်မှုနဲ့ထောင်ဒဏ်တစ်သက်တကြုံကြခံနေရသူဖြစ်ပြီးဒီနေ့မှာတော့သူ့ကိုထောင်ပိုင်မင်းကြီးစီခေါ်သွားပြီးဘာကိုအိမ်မက်မက်တလဲလို့မေးမြန်းခြင်းခံခဲ့ရပါတယ်။သူတယောက်တည်းတင်မဟုတ်ပဲတခြားအကျဉ်းသားတွေကိုလည်းထောင်ပိုင်ရုံးခန်းထဲကိုတယောက်ပြီးတယောက်ခေါ်ယူကဒီမေးခွန်းကိုပဲမေးခဲ့တာပါ။မိုးရက်ကပင်လယ်ကိုမြင်ကျင်တယ်လို့ပြောတဲ့ယာကုကတော့တရုတ်နဲ့ဖြစ်မဲ့စစ်ပွဲကိုမြင်ကျင်တယ်လို့ဆိုတဲ့အိုဘီယန်ကာကတော့ဘာမှပြန်မပြောပါဘူး။အိုဘီယန်ကတော့ဒီထောင်မှာပဲအလုပ်လုပ်ပြီးထောင်ပိုင်ဖြစ်ချင်တယ်လို့ပြောတဲ့တိုယာကတော့အာကာသစခန်းရဲ့တိုးတက်မှုတွေကိုစောင့်ကြည့်ကျင်တယ်လို့ဆိုပြီးစီဘာကတော့အမျိုးသမီးတွေကိုပြန်တွေ့ကျင်တယ်လို့ပြောပေမဲ့ဇီလင်ရဲ့အဖြေကိုတော့ပြသခြင်းမရှိပါဘူး။ထောင်ပိုင်ကသူတို့ကိုအကျဉ်းသားစခန်းတစ်ခုစီပြောင်းရွှေ့ဖို့ရွေးချယ်ခံရတယ်လို့ပြောလိုက်ပြီးမကြခင်မှာပဲအကျဉ်းသားအားလုံးကိုတင်မောတစီပေါ်တင်လိုက်ကြပါတယ်။ထောင်ထဲမှာလိုပဲအကျဉ်းသားတွေကိုအုပ်စုတွေခွဲပြီးအခန်းတွေထဲထည့်ထားပေမဲ့အိုဘီယန်ကတော့သူဟာခေါင်းဆောင်တယောက်လိုပြုမှုနေပြီးအဲ့ရလူဖို့အတွက်လူတယောက်ကိုတောင်တက်ခဲ့ပါတယ်။တင်မောတကားပိတ်ပြီးစတင်ထွက်ခွာလာတဲ့အခါအကျဉ်းသားတွေဟာဒါဟာသူတို့ကိုပင်လယ်ထဲမှာအသေးခံဖို့လှည့်စားတာလို့ထင်ပြီးထိတ်လန့်တုန်လှုပ်လာကြပါတယ်။လူတွေကြမ်းတမ်းလာတဲ့အခါဇီလင်ဟာထောင်ထဲတုန်းကစီဘာနဲ့ပြောခဲ့တဲ့စကားတွေကိုတတိယသွားပါတယ်။စီဘာဟာစိတ်ကျမ်းမာရေးပြဿနာရှိနေပြီးနေရန်ပေါ်မှာပုံတွေဆွဲကအတိတ်ပဲမရှိတာတွေအမြဲပြောလေးရှိပေမဲ့အဲ့ဒီနေ့ကတော့သူကကောင်းကင်ဘုံနဲ့ငရဲပြည်မှာနေရာလို့မရှိတော့ပဲသူတို့လိုလူတွေအတွက်တတိယမြောက်နေရာတစ်ခုကိုပြင်ဆင်နေရလို့ပြောခဲ့တာပါ။အဲ့ဒီတုန်းကတော့ဇီလင်ကဒါကိုအတိတ်ပဲမရှိတဲ့စကားလို့ထင်ခဲ့ပေမဲ့အခုတော့အဲ့ဒီစကားရဲ့အတိတ်ပဲကိုစတင်ခန်းစားလာရပါတယ်။ခဏကြာမှာတော့အားလုံးဟာစိတ်အေးသွားကြပြီးစကားပြောတာအစားစားတာတွေနဲ့ခီးဆက်ခဲ့ကြပေမဲ့လမ်းခုလက်မှာတော့အကျဉ်းသားတစုဟာသူတို့လူကိုလိုက်ရှာဖို့အခန်းထဲကနေထွက်ပြေးလာကြပါတယ်။အိုဘီယန်ကအစပိုင်းမှာညှိနှိုင်းဟန်ဆောင်ပြီးမှသူတို့လိုက်ရှာနေတဲ့လူကိုတပ်ပစ်လိုက်တာကြောင့်ရုံးရင်ဆန်ခတ်မှုတွေစတင်ဖြစ်ပွားပါတော့တယ်။အကျဉ်းသားတွေဟာတနိုင်တွေကြားကနေတယောက်နဲ့တယောက်ရိုက်နှက်တက်ဖြတ်နေကြပေမဲ့စတာရီလို့ခေါ်တဲ့အဘိုးအိုတယောက်ကတော့နောက်ပတ်မှာဆူတောင်းရင်ကြံရစ်ခဲ့ပါတယ်။ဒီတိုက်ပွဲကတိတ်မကြပါဘူးအဆောင်တွေချက်ချင်းရောက်လာပြီးတတိပေးတဲ့နှစ်ပစ်ကလူတိုင်းကိုမေ့လျော့သွားစေမဲ့အိမ်မွေးချက်ကတ်ဘုံတွေနဲ့ပစ်ပေါက်လိုက်ကြပါတယ်။နောက်ဆုံးမှာတော့သူတို့ဟာလူသူကင်းမဲ့တဲ့ကျုံးပြက်ကြီးတစ်ခုစီရောက်ရှိသွားပြီးအကျဉ်းသားတွေကိုနံပါတ်ပါတဲ့လက်ထိပ်တွေခက်ကကမ်းခြေမှာချထားလိုက်ပါတယ်။အဲ့ဒီနေရာမှာတာယာနိုဗာစီမံကိန်းရဲ့အကြီးအကဲတွေဖြစ်တဲ့မစ္စတာအိုလက်ဆန်နဲ့မာရာတို့ပြောတာကိုနားထောင်ခိုင်းပါတယ်။ကမ္ဘာနိုင်ငံအားလုံးမှာတည်တံပေးတာကိုပိတ်ပင်လိုက်တာကြောင့်ရာဇဝတ်သားအမြောက်များကိုထိမ့်သိမ်းဖို့ထောင်တွေမှာနေရာမလောက်တော့ပါဘူး။ဒါကြောင့်ယောရှားဆိုရကဒီမြေနေရာကိုပေးအပ်ခဲ့ပြီးနိုင်ငံတကာအဖွဲ့အစည်းချို့ရဲ့ရန်ပုံငွေနဲ့ဒီစီမံကိန်းကိုစတင်ခဲ့တာဖြစ်ပါတယ်။ဒီနေ့ကစားပြီးအကျဉ်းသားအားလုံးဟာသူတို့ရဲ့စောင့်ရှောက်မှုအောက်မှာနေထိုင်ရမယ့်အခြေချနေထိုင်သူတွေဖြစ်သွားပါပြီးရှင်တန်ဖို့လိုအပ်တဲ့အရာအားလုံးနဲ့3လစာစားနပ်ရိက္ခာတွေကိုလည်းထောက်ပံ့ပေးထားပါတယ်။ဂျိုတုတစ်ခုကသူတို့ကိုအချိန်ပြည့်စောင့်ကြည့်နေမှာဖြစ်တယ်လို့ပင်လယ်ထဲမှာလည်းဆက်သွယ်ရေးဘော်ဒီတွေကိုချထားပါတယ်။အကယ်လေးတစ်ခုခုလိုအပ်ရင်လေစီးပြီးအဲ့ဒီဘော်ဒီတွေစီသွားကခလုတ်အနီကိုနှိပ်ပြီးပြောဆိုနိုင်ပါတယ်။အကယ်လေးမီးစိမ့်ပြရင်တော့သူတို့တောင်းဆိုချက်ကိုလက်ခံလိုက်ပြီလို့အတိတ်ပဲရပါတယ်။အိုဘီယန်ကတော့24နာရီပတ်လုံးအဆောင်ကြည့်ခံရမယ့်အစီအစဉ်ကိုမကျေနပ်တာကြောင့်ကြောက်ခဲကြီးနဲ့ပစ်ပေါက်ပြီးကန့်ကွက်ပါတယ်။ဒါပေမဲ့အဆောင်တွေကတတိပေးတဲ့နဲ့ပစ်ပြီးသူ့ကိုအမြန်ဆုံးနောက်ဆုတ်ခိုင်းလိုက်ပါတယ်။မာရာကဆက်ရှင်းပြတာကတော့ဒီစီမံကိန်းကနေထွက်ခွာခြင်းရင်လဲအဲ့ဒီဘော်ဒီတွေကိုအသုံးပြုပြီးနမီနဲ့အကြောင်းရင်းကိုပြောနိုင်ပါတယ်။အဲ့ဒီလိုလုပ်ခဲ့ရင်သူတို့ကိုမူလထောင်ထဲကိုပဲပြန်ပို့မှာပါ။ဒီဘော်ဒီတွေကိုကမ်းခြေမှာမထားဘဲပင်လယ်ထဲမှာပဲထားရတာကတော့လေနဲ့သွားရတဲ့အနေအကိုမစွန့်စားခင်သူတို့ရဲ့ဆုံးဖြတ်ချက်ကိုတေးသေးချာချာထက်ခါတလဲလဲစဉ်းစားစေခြင်းလို့ဖြစ်ပါတယ်။အဆောင်တွေမထွက်ခွာခင်မှာတော့အမြောက်များကိုတဲတောင်ပြင်ပေါ်ပစ်ချပေးခဲ့ပါတယ်။အဲ့ဒီတော့နံပါတ်တွေကသူတို့ရဲ့လက်ထိတ်နံပါတ်တွေနဲ့ကိုက်ညီရဲလို့လည်းရှင်းပြခဲ့ပါတယ်။အကျဉ်းသားတွေဟာအဲ့ဒီတော့တွေကိုရဖို့အလို့အရက်ပြေးသွားပြီးတယောက်နဲ့တယောက်တပ်ပုတ်ကြပါတော့တယ်။ဇီလင်နဲ့စီဘာတို့ကတော့နောက်ဖက်မှာပဲဘေးကင်းအောင်နေပြီးတခြားလူတွေပြုတ်ကျန်ခဲ့တဲ့တော့တွေကိုပဲကောက်ယူပါတယ်။အဖိုးအိုစတာရီကလည်းနောက်မှာပဲကြံရိတ်ခဲ့ပြီးလူမိုက်ကုန်းတစ်ခုကတော့ပုံကိုဝိုင်းထားပုံနဲ့တခြားတစ်ဖွဲ့ကအဆောင်တွေထားခဲ့တဲ့တစ်တာတွေကလက်နက်တွေကိုယူပြီးလူအုပ်ကြီးကိုတိုက်ခိုက်နေတာကိုကြည့်နေပါတယ်။နောက်ဆုံးမှာတော့အလီရဲ့ဂုံးကအခြေအနေကိုထိန်းချုပ်လိုက်ပါတယ်။အလီဟာသူ့အတွက်ရောစတာရီအတွက်ပါအကြီးနဲ့ဖိနဲ့ကောင်းကောင်းတွေကိုအရင်ယူလိုက်ပါတယ်။အဲ့ဒီနောက်ဘော်ဒီစီသွားဖို့လေပေါ်တက်ရမယ့်လူကိုရွေးချယ်လိုက်ပါတယ်။ဒါပေမဲ့သူကလူတယောက်ကိုဖမ်းဆွဲလိုက်တာနဲ့တပြိုင်နက်ကျန်တဲ့အုပ်စုကအခွင့်ကောင်းယူပြီးပြန်လည်တိုက်ခိုက်တာကြောင့်ရုံးရင်ဆန်ခတ်မှုတွေထပ်ဖြစ်ပြန်ပါတယ်။ဒီတိုက်ပွဲမှာလူပေါင်းများစွာတေဆုံးခဲ့ပါတယ်။မိုးရက်ကအလီကိုကြောက်ခဲနဲ့ထုတက်လိုက်တယ်လို့အိုဘီယန်ကလည်းအဖိုးအိုစတာရီကိုကြောက်ခဲနဲ့ပဲတပ်ပစ်လိုက်ပါတယ်။ဘော်ဒီစီသွားဖို့လေပေါ်တက်သွားတဲ့လူ3ယောက်ဟာလည်းပင်လယ်ထဲပြုတ်ကျပြီးရေနစ်တေဆုံးသွားခဲ့ပါတယ်။ကြန့်ရှိနေရဲ့အကျဉ်းသားအားလုံးဟာကုံလောင်ယုံထဲကိုသွားကြပြီးရိတ်ခါတွေကိုစတင်ခွဲဝေကြပါတယ်။အဲ့ဒီအချိန်မှာအိုဘီယန်ကတွေ့ရှိရဲ့ကိရိယာတွေကိုအသုံးချပြီးသူ့ရဲ့လက်ထိပ်ကိုအတင်းကျပ်ရိုက်ချိုးဖွင့်လိုက်ပါတယ်။ဇီလင်ကတော့စားနပ်ရိက္ခာတချို့ကိုအိတ်ထဲအကြီးတထဲကိုယူလိုက်ပါတယ်။ဒီရိတ်ခါတွေက3လစာဘလို့မှမခံနိုင်ဘူးလို့ပြောနေတဲ့စီပါရဲ့စကားကိုနားထောင်ရင်းသူတယောက်တည်းရှင်တန်ဖို့နဲ့ကျွန်းပေါ်ကနေထွက်ပေါက်ရှာဖို့ထွက်ခွာလာခဲ့ပါတယ်
အဲ့ဒီနေရာကနေဇလန်းရဲ့အဆက်ကိုပြန်ရောက်သွားပါတယ်ဇီလင်ဟာနှိမမရှိတဲ့နေရာနဲ့ခိုနားဖို့ကောင်းတဲ့ကြောက်ဆောင်တစ်ခုကိုရှာတွေ့ရဲ့အထိကျုံးကိုလှည့်လည်စူးစမ်းခဲ့ပါတယ်သူဟာထောင်ဝတ်စုံထဲမှာရှိုးဝက်ဝက်ထားတဲ့သူ့မိသားစုတပ်ပုံလေးကိုထုတ်ကြည့်ရင်းအဲ့ဒီနေရာမှာထိုင်နေဖို့ဆုံးဖြတ်လိုက်ပါတယ်သူဟာမိသားစုကိုအယမ်းလွမ်းဆွနေပြီးမျက်ရည်တွေနဲ့အိပ်ပျော်သွားခဲ့ပါတယ်အတန်ကြာတော့တကြွအော်တန်တွေကြောင့်သူပြန်နိုးလာပါတယ်သူယူလာတဲ့ရိတ်ခါတွေထဲမှာကြက်တွေပါလာခဲ့တာဖြစ်ပြီးအခုတော့အဲ့ဒီကြက်တွေကသူ့ရဲ့အိမ်နဲ့အစားအသောက်တွေကိုကိုက်ဖြတ်စားတောက်ဝေကြပါပြီမိုးစီရွာလာတဲ့အခါဇီလင်ဟာသူ့အရင်ကတွေ့ထားတဲ့ကြောက်ဆောင်အောက်မှာခိုလုံရင်းအနှွေးတက်ရဖို့မီးမွေးပြီးရေနွေးတည်ပါတယ်မိုးတိတ်သွားတဲ့နောက်သူဟာငှက်တကောင်ကိုဖမ်းမိပြီးမိခင်နေတုန်းစီပါကသူ့ကိုလိုက်ရှာတွေ့သွားပါတယ်စီပါဟာစကားတွေပြောရင်းဇီလင်ရဲ့တားကိုခိုးဖို့စူးစမ်းပေမဲ့ဇီလင်ကမြင်သွားပြီးပြန်လဲသိမ်းဆဲလိုက်ပါတယ်စီပါကသူယူလာတဲ့စားနဲ့သူ့ရဲ့အကူအညီကိုအသားနဲ့လဲဖို့ကန့်လန့်တာကြောင့်ဇီလင်ကလက်ခံလိုက်ပါတယ်စီပါဟာထင်းသွားကောက်ရင်းကြောက်ဆောင်မှာချိတ်ထားတဲ့ဇီလင်ရဲ့မိသားစုတပ်ပုံကိုမြင်သွားပြီးဇီလင်ရဲ့ဇနီးဖြစ်သူကိုအနမ်းပေးတဲ့ပုံစံလုပ်ပြပါတယ်အဲ့ဒီနောက်သူတို့နှစ်ယောက်ငှက်သားကိုအတူတူစားကြပြီးစားပြီးရဲ့အခါစီပါဟာကမ်းပါးရန်အစွန်းကိုလမ်းလျှောက်သွားကသူဟာအရန်ကြောက်တက်လို့ကမ်းပါးပေါ်ကနေခုံမချတာဖြစ်ကြောင်းရှင်းပြပါတယ်သူကဇီလင်ကိုလည်းဘာလို့အသေးမခံတာလဲလို့မေးတဲ့အခါဇီလင်ကသူ့မိသားစုကြောင့်လို့ဖြေပါတယ်သူ့မိသားစုဝင်တွေအားလုံးတည်ဆုံးသွားကြပြီဖြစ်ပြီးသူဟာသူတို့ဘေးမှာပဲမြေမြုပ်ခံကျင်တာကြောင့်ဒီကျုံးပေါ်မှာအသေးမခံနိုင်တာလို့ပြောပြပါတယ်လူနှစ်ယောက်အိပ်ပျော်သွားကြပြီးဇီလင်နိုးလာတဲ့အခါစီပါဟာတပ်ပုံကိုခိုးယူပြီးမဟုတ်မဟတ်တွေလုပ်နေတာကိုတွေ့သွားပါတယ်ဇီလင်ဟာဒေါသတကြီးနဲ့သူ့ကိုရိုက်နှက်ပြီးကမ်းပါးပေါ်ကနေတွန်းချလိုက်ပေမဲ့စီပါဟာပင်လယ်ရဲမကြပဲအောက်ဘက်ကတောင်ကုန်းပေါ်ကျသွားတာကြောင့်မသေးပဲလွတ်မြောက်သွားပါတယ်အဲ့ဒီလိုစိတ်ဝမ်းကွဲခဲ့ကြပေမဲ့သူတို့နှစ်ယောက်ဟာကျုံးကိုဆက်လက်စူးစမ်းရင်းအတူတူခီးနှင်ခဲ့ကြပါတယ်စီပါဟာရေထဲမှာတွေ့ရဲ့အမိုက်တွေကိုကြည့်ပြီးပျော်နေတတ်တယ်လို့ဇီလင်ကတော့ငါးဖမ်းဖို့စူးစမ်းပါတယ်ဒါပေမဲ့ရေထဲမှာတွေ့ရတဲ့တစ်ခုတည်းသောတက်ရှိကတော့ရေထဲမှာနေရဲ့ကင်းကျင်များလို့တတဝါတစ်မျိုးပဲဖြစ်တာကြောင့်စီပါတယောက်လန့်သွားပါတယ်ပတ်ဝန်းကျင်ကိုလိုက်ကြည့်ရင်ဇီလင်ဟာကြောက်ဆောင်တွေကြားမှာရေပေါ်ပြန်လေရင်တစ်စိတ်တစ်ပိုင်းကိုတွေ့လိုက်ရတာကြောင့်အံ့ဩသွားပါတယ်တောင်ကုန်းပေါ်ကိုနည်းနည်းလေးထက်တက်လိုက်တဲ့အခါလေရင်တစ်စင်းလုံးကိုရှာတွေ့သွားပါတယ်ဇီလင်ဟာအရင်ကလေရင်မှုတစ်ယောက်ဖြစ်ခဲ့တာကြောင့်ဒါကိုပြန်မောင်းနိုင်မယ်ဆိုရဲမျောလင်းချက်လေးရလာပါတယ်ဒါပေမဲ့လူနှစ်ယောက်တည်းနဲ့ဒီလေရင်ကိုရွှေ့ဖို့မဖြစ်နိုင်တာကြောင့်လောလောဆယ်တော့သူတို့ခိုလုံရနေရာကိုပဲပြန်လာခဲ့ကြပါတယ်ဇီလင်ဟာကိုတောင်ကနေသူယူလာတဲ့မိချစ်တွေနဲ့မိမွေးလိုက်ပေမဲ့အဲ့ဒီမိချစ်တွေထဲမှာအစိမ့်ငွေတွေထွက်စေတဲ့အရာတစ်ခုပါနေပါတယ်သူဟာမိတုံနာကနေဖယ်ခွာလိုက်ပြီးအိပ်ပျော်နေတဲ့စီပါကိုပါဆွဲခေါ်သွားပါတယ်စီပါဟာအစပိုင်းမှာနိုးမလာပဲဇီလင်ကအချိန်ချင်းလုံနိုးမှတတိပြန်ရလာပါတယ်ဒါပေမဲ့သူဟာအတိတ်ပဲမရှိတာတွေပဲဆက်ပြောနေပြီးအေးဒန်ကသူတို့ကိုအချိန်မရွေးတက်သွားနိုင်တယ်ဆိုတာဇီလင်တတိထားမိလိုက်ပါတယ်ဒါကြောင့်သူတို့နှစ်ယောက်ဟာစခန်းကိုပြန်သွားပြီးကြောင်မီးသွေးတချို့ကိုခိုးဖို့ဆုံးဖြတ်လိုက်ကြပါတယ်စခန်းကိုပြန်ရောက်တဲ့အခါအခြေအနေတွေကလူတိုင်းအတွက်မလွယ်ကူလာပါဘူး OBN နဲ့သူ့ကုန်းကအရာအလုံးကိုထိန်းချုပ်ထားပြီးစီကန်းတွေထုတ်ကရိတ်ခါတွေကိုခွဲဝေတောက်သုံးနေကြပါတယ် OBN ကသူ့ကိုယ်သူထောင်ပိုင်မင်းကြီးလို့တောင်ခေါ်ခိုင်းနေပါတယ်သူတို့အဖွဲ့ထဲမှာမပါတဲ့လူတွေကိုတော့တကယ်ထောင်ထဲမှာလိုပဲအခန်းတွေထဲမှာပိတ်လောင်ထားပြီးအပြင်မှာလမ်းလျှောက်ဖို့ပဲခွင့်ပြုပါတယ်အစတိုးနက်ကတော့ကင်းမြော်စင်ပေါ်ကနေသူတို့ကိုလန့်အော်နေတတ်ပါတယ်သူတို့ကိုအခန်းထဲပြန်လွတ်တဲ့အခါလူတိုင်းအပြေးလွှားသွားကြရပါတယ်ဘာလို့လဲဆိုတော့အနောက်ဆုံးကကြံခဲ့တဲ့လူဟာအသက်ခံရမှာဖြစ်ပြီးအဲ့ဒီလူသားကိုနောက်ပိုင်းမှာအစားအစာဖြစ်အသုံးပြုကြလို့ပဲဖြစ်ပါတယ်ဇီလင်နဲ့စီပါတို့ဟာကြောင်မီးသွေးတစ်တာနာကိုရောက်အောင်သွားနိုင်ခဲ့ပြီးမိကျွေးမိကြံတချို့ကိုရှာတွေ့သွားပါတော့တယ်လမ်းလျှောက်လာတာအရန်ကြပြီးဖြစ်တယ်လို့အေးဒန်ကလည်းပြင်းထန်လွန်းတာကြောင့်သူတို့ဟာမိတုံဘေးမှာပဲလှဲချပြီးအိပ်ပျော်သွားကြပါတယ်ဒါပေမဲ့တစုံတယောက်ရဲ့အတန်တွေကြောင့်စီပါကရုတ်တရက်နိုးလာပါတယ်အဲ့ဒါကတော့လူမိုက်ကုန်းသားတွေဟာနောက်ဆုံးဖမ်းမိတဲ့အကျဉ်းသားကိုကင်စားဖို့ယူလာကြတာပါစီပါကကြောက်ဆောင်ကောက်မှာတွားပုံးပေမဲ့ဇီလင်ကတော့မိတုံဘေးမှာကြံခဲ့တာကြောင့်သူ့ကိုကယ်ဖို့ပြန်ထွက်လာပါတယ်ဒါပေမဲ့မမီတော့ပဲ OBN ရဲ့လူတွေကသူတို့နှစ်ယောက်လုံးကိုဖမ်းမိသွားပါတယ်သူတို့ကိုစခန်းကိုပြန်ခေါ်သွားပြီးကျုံးကိုရောက်စမှာရိတ်ခါတွေယူပြီးထွက်ပြေးခဲ့တဲ့အတွက်ဘလို့ပြစ်ပေးရမလဲဆိုတာကို OBN ကဆုံးဖြတ်ဖို့စူးစမ်းပါတယ်ယာကုကတင်မောဘော်ကတိုက်ပွဲတုန်းကသူတို့ဟာ OBN တို့ဘက်ကကူညီခဲ့တာကိုတတိပေးဖို့စူးစမ်းတဲ့အခါအစတိုးနက်ကဝင်မပါဖို့သူ့ကိုစော်ကားလိုက်ပါတယ်ယာကုကအစတိုးနက်ကိုပြန်ထိုးလိုက်တာကြောင့်တကုန်းလုံးကဝိုင်းရိုက်ကြပြီးနောက်ဆုံးမှာတော့ယာကုပါဇီလင်စီပါတို့နဲ့အတူအချုပ်ခန်းထဲရောက်သွားပါတော့တယ်သူတို့အပြင်မှာလမ်းလျှောက်နေတုန်းအစတိုးနက်ကအခန်းထဲပြန်ဝင်ဖို့အမိန့်ပေးတဲ့အခါဇီလင်ကအပြင်မှာပဲကြံနေဖို့စူးစမ်းပေမဲ့စီပါကသူ့ကိုအတင်းဆွဲခေါ်သွားပါတယ်နောက်ဆုံးမှာကြံခဲ့တဲ့လူကိုဖမ်းဆီးပြီးတိုင်မှာချီနှောင်လိုက်တာကိုသူတို့ကြည့်နေရပါတယ်အဲ့ဒီလူကနောက်ဆုံးဆန္ဒအနေနဲ့ရေတငုံလောက်တောင်းတာကြောင့်စီပါကတနာပြီးရေတိုက်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့အဲ့ဒီလူဟာအသက်ခံလိုက်ရပါတယ်ညဘက်မှာတော့အကျဉ်းသားတစုဟာပုံကံဖို့အတွက်တိုင်ပင်ကြပါတယ်အငြင်းများနိုင်တာကြောင့်သူတို့တွေမဝက်မရဲဖြစ်နေပေမဲ့ရှာရန်ကတော့စ조사ကြည့်ရကြိုးနဲ့တယ်လို့သူတို့ကိုယုံကြည်အောင်ပြောဆိုလိုက်ပါတယ်နောက်တနေ့မနက်မှာတိုလျာကခိုးမဲ့သူတွေကိုဖမ်းဖို့အတွက်ရှိုးဝက်ထောင်ချောက်တစ်ခုလှုပ်ထားကြောင်း OBN ကိုပြသပါတယ်အကျဉ်းသားတွေလမ်းလျှောက်ပြီးချိန်မှာအစတိုးနက်ကအခန်းထဲပြန်ဝင်ဖို့သူတို့ရဲ့တက်ဖြတ်ပွဲကင်းကိုစတင်ဖို့စ조사ပါတယ်ဒါပေမဲ့လူနှစ်ယောက်ပဲအခန်းထဲပြေးဝင်ပြီးကျန်တဲ့လူတွေကတော့အတူတူဆုရက်နေကြပါတယ်ယာကုကအစတိုးနက်ပါဆက်ပိတ်သွားအောင်ကြောက်ခဲနဲ့ပစ်ပေါက်လိုက်ပါတယ်ဇီလင်က OBNC လမ်းလျှောက်သွားပြီးအပေးယူတစ်ခုကန့်လန့်ပါတယ်အဲ့ဒါကတော့သူတို့ကိုဘော်ဒီစီသွားခွင့်ပြုပြီးရိတ်ခါတောင်းခိုင်းမယ်ဆိုရင်သူရှာတွေ့ထားတဲ့လေရင်ရှိတဲ့နေရာကိုပြောပြမယ်လို့ဆိုပါတယ် OBN ကသဘောတူပြီးတကားဖွင့်ပေးလိုက်ပါတယ်တိုလျာနဲ့ဇီလင်တို့လူနှစ်ယောက်နဲ့အတူလှေစီးပြီးထွက်သွားတဲ့အခါ OBN ကသူ့လူတွေကိုဇီလင်အကြောင်းသိတာရှိသလားလို့မေးပါတယ်
အဲ့ဒီအခါမှာဇီလင်ဟာလေရင်မှုတယောက်ဖြစ်ခဲ့ကြောင်းသူ့မိသားစုကလေရင်ပြတ်ကြပြီးတေဆုံးသွားကြောင်းနဲ့သူဟာလေစိတ်ကဝန်ထမ်းတွေကိုတင်းနဲ့ပစ်တက်ခဲ့လို့ထောင်ကျနေတာဖြစ်ကြောင်းသိလိုက်ရပါတယ်။ဒီရာဇဝတ်မှုကိုပြင်းထန်တဲ့စိတ်ခံစားမှုကြောင့်ကျူးလွန်တဲ့လူသတ်မှုလို့သတ်မှတ်ထားတာကြောင့် OBN ကဇီလင်မှာအပြစ်ရှိတဲ့စိတ်မလုံမှုတွေရှိနေလိမ့်မယ်လို့ထင်ကြေးပေးပါတယ်။လေကဝေးဝေးကိုရောက်သွားတာနဲ့ OBN ဟာအပေးယူကိုဖျက်သိမ်းလိုက်ပြီးလူအလုံးကိုအခန်းထဲပြန်ဝင်ဖို့အမိန့်ပေးပါတယ်။ယာကုကဒါကိုကန့်ကွက်ဖို့စ조사ပေမဲ့ချက်ချင်းအသက်ခံလိုက်ရပါတယ်။ OBN ကနောက်ထပ်လူတစ်ယောက်ကိုဖမ်းဆွဲလိုက်ပြီးတပ်ဖြတ်ပွဲကင်းကိုပြန်စဖို့ကြေညာလိုက်ပါတယ်။ OBN ရဲ့လူတွေမှာလက်နက်တွေရှိနေတာကြောင့်အကျဉ်းသားတွေဟာပြန်တိုက်ဖို့မဖြစ်နိုင်ပဲအခန်းထဲကိုပဲအပြေးလွှာပြန်ဝင်ကြရပါတော့တယ်။တစ်ဖက်မှာတော့ပင်လယ်ထဲမှာလူတစ်ယောက်လေပေါ်ကပြုတ်ကျသွားပေမဲ့သူတို့အချိန်မီဆွဲတင်နိုင်ခဲ့ပါတယ်။တိုလျာကဘော်ဒီစီရောက်သွားပြီးအကူအညီတောင်းပေမဲ့အဲ့ဒီဆက်ကပြက်နေပါတယ်သူ့မှာပါတဲ့ကိရိယာတွေနဲ့ပြင်ဖို့စ조사ပေမဲ့လည်းအဆင်မပြေခဲ့ပါဘူး။သူတို့ကမ်းခြေကိုပြန်ရောက်တဲ့အခါဇီလင်ကအစားအစာတွေလာနေပြီလို့ OBN ကိုပြောပေမဲ့ OBN ကအတီးပြုတ်ချက်မီးစိမ့်မပြတာကြောင့်သူ့စကားကိုမယုံပါဘူး။တိုလျာကလေရင်ရှိတဲ့အကြောင်းထပ်သတိပေးပေမဲ့ OBN ကဒါကိုလည်းမယုံပါဘူးဒါပေမဲ့အဲ့ဒီလေရင်ကြောင်းက OBN ကိုစိတ်ကူးပေါက်စေပြီးသူကလက်နှစ်ဖက်ကိုလေရင်တောင်ပံလိုဖြန့်ပြီးဟန်ဆောင်ပြနေပါတယ်။ OBN ကဒါကိုစိတ်အနှောင့်အယှက်ဖြစ်ပြီးသူ့ကိုလည်းဘင်းညစ်ဖို့စ조사ချိန်မှာတိုလျာကအခွင့်ကောင်းယူပြီးအနောက်ကနေ OBN ကိုတပ်ပစ်လိုက်ပါတယ်။အဖွဲ့ဝင်တွေဖြစ်တဲ့အာမူဘတ်နဲ့အာဇာနော့တို့ကလည်းကြံတဲ့လူမိုက်တွေကိုတပ်ပစ်လိုက်ကြပြီးအစတိုးနဲ့ထွက်ပြေးသွားတာကိုလိုက်မမီခင်ကြည့်နေခဲ့ကြပါတယ်။သူတို့ကဇီလင်ကိုနောက်ထပ်ဘာဆက်လုပ်ရမလဲလို့မေးတဲ့အခါဇီလင်ကအစားအစာတွေတကယ်လာတော့မှဖြစ်ကြောင်းမိပြက်နေလို့သာအချက်ပြမီကိုမမြင်ရတာဖြစ်ကြောင်းကျိန်ဆိုပြောဆိုပြီးအခန်းထဲကလူတွေကိုလွတ်ပေးဖို့တောင်းဆိုပါတယ်။အကျဉ်းသားတွေကဒါကိုတန်တရားဖြစ်နေကြပြီးအခုဆိုရင်သူတို့မှာစားစရာအလောင်းတွေအများကြီးရှိနေပြီလို့ပြန်ပြောပေမဲ့တိုလျာကတော့အဲ့ဒီလူတွေကိုမြေမြုပ်ပေးတင်တယ်လို့ထင်မြင်ပါတယ်။ဇီလင်ကလေရင်ကျောင်းကိုပါထပ်မံတတိပေးလိုက်တဲ့အတွက်အာမူဘတ်နဲ့အာဇာနော့တို့ကနောက်ဆုံးမှာသဘောတူလိုက်ကြပါတယ်။သူတို့ကအကျဉ်းသားတွေကိုလွတ်ပေးလိုက်ပြီးအစားအစာတွေရောက်ဖို့ရက်အနည်းငယ်စောင့်ရမှာဖြစ်ကြောင်းတယောက်ကိုတယောက်အစားအစာဖြစ်အသုံးမပြုရတော့ကြောင်းနဲ့လူတိုင်းငြိမ်ငြိမ်သက်သက်နဲ့ပူးပေါင်းဆောင်ရွက်ကြဖို့ပြောဆိုလိုက်ပါတယ်။ဒါအပြင်သူတို့ကလေရင်ကိုတွားခဲ့ဖို့အဖွဲ့တစ်ဖွဲ့ဆေးလို့မှာဖြစ်ကြောင်းလေရင်ကိုထားဖို့ကိုတောင်တစ်ခုစောက်ပြီးဖြည်းဖြည်းချင်းပြင်ဆင်ကနောက်ပိုင်းမှာကျုံးကနေထွက်ပြေးကြမှာဖြစ်ကြောင်းရှင်းပြပါတယ်။ရုတ်တရက်စီပါကဝင်းနှောက်ရှက်ပြီးဂျုတ်တုဆိုတာမရှိဘူးလို့အော်ဟစ်ကတဲပြင်ပေါ်မှာအလောင်း၃လောင်းကိုအသုံးပြုပြီးအကူအညီတောင်းရဲ့အချက်ပြစာလုံးကိုရေးသားနေပါတယ်။အတန်ကြာတော့အစတိုးနက်ဟာစခန်းကိုပြန်လာပါတယ်ငင်းချမ်းစွာနေထိုင်ရမယ်ဆိုတဲ့စီကံတစ်ကြောင့်သူတို့အပေါ်သူလုပ်ခဲ့တာတွေကိုလောလောဆယ်ခွင့်လွှတ်ပေးလိုက်ပြီးသူ့ကိုအစားအစာတွေခွဲဝေပေးလိုက်ပါတယ်။ဇီလင်ကလူတစုကိုလေရင်စီဥဆောင်ခေါ်သွားတဲ့အခါလေရင်ကိုတကယ်တွေ့ရတာကြောင့်လူတိုင်းရဲ့စိတ်ဓာတ်တွေတိတိတာတာတက်ကြွလာပါတယ်။တဲယူရလွယ်ကူအောင်သူတို့ဟာလေရင်ကိုအစိတ်အပိုင်းတွေဖြုတ်လိုက်ကြပြီးစခန်းကိုပြန်တယ်လာကြပါတယ်။နောက်ဆုံးမှာတော့မာရာနဲ့အဆောင်တစုကျုံးကိုရောက်လာပါတယ်။သူတို့ကအကျဉ်းသားတွေအနားမကတ်နိုင်အောင်ကတ်စတွေနဲ့ပတ်ပေမဲ့ဇီလင်ကိုတော့မာရာနဲ့စကားပြောဖို့ခွင့်ပြုလိုက်ပါတယ်။မာရာကသူတို့တောင်းဆိုထားတဲ့စရင်ထဲမှာလောင်စာစီပါနေတာကိုတွေ့ပြီးဇီလင်ကိုမေးမြန်းပါတယ်ဇီလင်ကတော့လေအားနဲ့မောင်းရဲ့လျှက်စစ်ဆက်တွေကနေမထွက်တဲ့အချိန်မှာအလုံးမလုံးလို့လောင်စာစီလိုအပ်တာပါလို့လိန်ပြောလိုက်ပါတယ်တကယ်တော့အဲ့ဒီစီတွေကိုလေရင်အတွက်အသုံးပြုမှာပါဇီလင်ကစီပါရေးထားတဲ့အချက်ပြစာကိုဘာလို့အကြောင်းမပြန်တာလဲလို့မေးတဲ့အခါမာရာကသူတို့ရဲ့ဂျုတ်တုကအပူရှင်ကိုပဲမြင်ရတဲ့အမျိုးအစားဖြစ်လို့လူတွေနဲ့မိဘတွေကိုပဲမြင်နိုင်ပြီးစာလုံးတွေကိုတော့မမြင်နိုင်ဘူးလို့ရှင်းပြပါတယ်မာရာကလွန်ခဲ့တဲ့ရက်နှဲငယ်ကလူတွေစခန်းနဲ့ဝေးရမှာဘာသွားလုပ်နေကြတာလဲလို့မေးတဲ့အခါဇီလင်ကငါးဖက်နေတာပါလို့ပြောပါတယ်အဲ့ဒီနေရာမှာငါးမရှိတာကိုမာရာတို့ကသိနေတဲ့အတွက်ဇီလင်ကထက်ပြီးလိန်ပြောလိုက်ပါတယ်ကင်းချေများလို့တတ္တဝါတွေကိုစားနေတာပါလို့ပြောလိုက်တာကြောင့်မာရာတို့အိုက်ဝသွားကြပါတယ်ဒါအပြင်အစောပိုင်းကအခြေချသူ206ယောက်ထဲကဘယ်နှယောက်ကြံသေးလဲလို့မာရာကမေးမြန်းတဲ့အခါဇီလင်ကတန်တရားဖြစ်သွားပါတယ်ဘာလို့လဲဆိုတော့သူတို့မှာကြုတ်တုရှိရင်ဒါကိုသိနေရမှာဖြစ်လို့ပါပဲဇီလင်ကလူ89ယောက်ပဲကျွန်တော်ကြောင့်အများစုကဖျားနာနေကြပေမဲ့ဘယ်သူမှစီမံကိန်းကိုစွန့်ခွာပြီးထောင်ထဲပြန်မသွားချင်ကြဘူးလို့မာရာတို့ကိုပြောလိုက်ပါတယ်ဇီလင်မထွက်ခွာခင်မှာမာရာကသူ့ကိုကိုပိုင်နှောင်းဆိုချက်တစ်ခုတောင်းခွင့်ပြုတာကြောင့်သူကစာရွက်အချို့ကိုပေးလိုက်ပြီးအုပ်စုတစ်ခုလုံးကိုကောင်းကောင်းဆောင်ရှောက်ပေးဖို့တောင်းဆိုခဲ့ပါတယ်အဆောင်တွေကရိတ်ခါအစ်စ်တွေထားခဲ့ပြီးနောက်မှာဇီလင်နဲ့သူ့လူတွေဟာကိုတောင်ထဲမှာဝတ်ထားတဲ့လေရင်ထဲကိုလောင်စာစီထည့်ပြီးစမ်းတက်ကြည့်ရဲ့အခါအောင်မြင်အလုပ်လုပ်တာကိုတွေ့ရလို့အယံဝမ်းသာသွားကြပါတယ်အဲ့ဒီနောက်မာရာနဲ့အဆောင်တွေကျုံးကနေထွက်ခွာသွားချိန်မှာအမေရိကန်အကျဉ်းသားအုပ်စုအစ်စ်ရောက်လာတာကိုသူတို့စောင့်ကြည့်နေခဲ့ကြပါတယ်ဒီအကျဉ်းသားတွေမှာလည်းခေါင်းဆောင်တစ်ယောက်ပါလာပြီးသူဟာအရန်ထွားချိုင်းတဲ့လူတစ်ယောက်ပါဇီလင်ကသူ့ကိုလက်ဆွဲနှုတ်ဆက်ဖို့စ조사ပေမဲ့အဲ့ဒီလူကလက်မခံတဲ့အပြင်ဇီလင်ကိုထိုးနှက်လိုက်တာကြောင့်နှစ်ဖက်စလုံးတိုက်ပွဲဖြစ်သွားပါတော့တယ်ဒီတိုက်ပွဲကအရန်ကိုကြမ်းတမ်းပြီးဘယ်သူမှတပ်ဖို့ဝန်မလေးကြပါဘူးဒါကြောင့်စီပါကဇီလင်ကိုဆွဲခေါ်သွားပြီးအလုတ်ယုံထဲမှာတွားပုံနေကြပါတယ်အမေရိကန်အကျဉ်းသားတစ်ယောက်ကသူတို့နောက်ကိုလိုက်လာပေမဲ့တိုလျာရဲ့ထောင်ချောက်ထဲကိုကျသွားပြီးချက်ချင်းတေဆုံးသွားခဲ့ပါတယ်အာဇာနော့ကအမေရိကန်ခေါင်းဆောင်ကြီးကိုတွားတိုက်ပေမဲ့အင်အားချင်းမမျှပဲအရေးနှိမ့်နေချိန်မှာအာမူဘတ်ကဝင်ကူပြီးအဲ့ဒီလူထွားကြီးကိုတပ်ပစ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပတ်ဝန်းကျင်ကအဆောက်အုံတွေမှာလည်းမီးတွေစတင်လောင်ကျွမ်းနေပါပြီဒါတွေအားလုံးကိုစီမံကိန်းအကြီးအကဲတွေကစောင့်ကြည့်နေခဲ့ကြတာပါအခြေအနေတွေကထိမ့်မနိုင်သိမ့်မရဖြစ်သွားပြီးအခြေချသူတွေရဲ့40%ကျော်အသက်ခံလိုက်ရပြီဆိုတာသိလိုက်ရတဲ့အခါမာရာကဗဟိုယုံကိုဖုံးဆက်ပါတယ်ဗဟိုယုံကနိုးကတ်အိုင်လန်ဆိုရဲ့စီကန်းချက်အတိုင်းလှုပ်ဆောင်ဖို့အမိန့်ပေးလိုက်တာကြောင့်ကျုံးပေါ်ကိုအဆောင်မြောက်များရောက်လာပြီးကြန့်ရှိနေတဲ့အကျဉ်းသားအားလုံးကိုပြစ်တက်ပါတော့တယ်မာရာကလည်း
ဇီလင်ပေးခဲ့တဲ့စာတွေကိုမိရှို့ဖျက်ဆီးပစ်လိုက်ပါတယ်။ကန်ကောင်းထောက်မစွာနဲ့ဇီလင်စီပါအာဇာနော့နဲ့တိုလျာတို့ဟာတောင်ကုန်းတွေနဲ့လေရင်ယုံထဲမှာပုံနေခဲ့ကြလို့အသက်မသေးပဲကြံရစ်ခဲ့ပါတယ်။သူတို့အားလုံးလေရင်ကိုအပြင်ထုတ်ဖို့အတူတူတွန်းကြပါတယ်။လေရင်ပေါ်တက်ခါနီးမှာစီပါကသူတို့ကိုနှုတ်ဆက်ပြီးတောင်ကုန်းပေါ်ကိုပြေးတက်သွားပါတယ်။သူဟာမကြောက်တော့ပဲပင်လယ်ထဲကိုခုန်ချလိုက်ပါတော့တယ်။ကျန်တဲ့လူ3ယောက်ဟာလေရင်ပေါ်တက်ကြပြီးအဆောင်တွေကလိုက်လံပစ်ခတ်နေတဲ့ကြားကဇီလင်ဟာလေရင်ကိုဘေးကင်းစွာပြန်တက်နိုင်အောင်မောင်းနေနိုင်ခဲ့ပါတယ်။လမ်းမှာသူ့ရဲ့အဖော်2ယောက်စလုံးကြီးစံထိမှန်ပြီးတေဆုံးသွားကြပေမဲ့ဇီလင်ကတော့ကြီးစံမထိပဲလွတ်မြောက်သွားပါတယ်။သူဟာသူ့ရဲ့လွတ်လပ်မှုစီကိုလေရင်နဲ့ပြန်တန်းပြီးထွက်ခွာသွားပါတော့တယ်။